ဘာမှမပြောနဲ့ ရိုက်စားရိုက်တဲ့ကစင်းပထမဦးဆုံးစင်းကဥစားကိုဖြုံးခွင့်ဆိုအဲ့လိုပါရရတဲ့စင်းရိုက်တာမရိုက်ရဲဘူးအမတရားနေနဲ့အဲ့နေရဆိုမရိုက်ရဲဘူးအဲ့တော့လေ तू ကအဲ့တော့မမတ်ရလေကိုဖြုံးခွင့်ဆိုဘယ်လိုလုပ်ပေးလဲဆိုတော့ तू လေမျက်မှန်ကောက်တက်လိုက်တာမျက်မှန်နေကမျက်မှန်လေနေကမျက်မှန်ကောက်တက်လိုက်တာအော်လူကလေဟိုတယောက်နဲ့တယောက်လေဟိုနည်းနည်းဟိုဘယ်လိုလဲရှိန်နေဆိုတာမျက်လုံးချင်း eye contact ယူလို့ရှိရင်ရှိန်တာလေအဲ့ချိန်မှာလေတိသွားတာအော်လို့တော်တော်စိတ်ထားကောင်းတာပဲ Dame un girl, Unke, un girl, unke, unke. un girl. အချိန်တစ်ခုပေးပြီးတဲ့အချိန်မှာဒီနုပညာအလုပ်ကိုကချစ်လို့အချိန်တစ်ခုပေးပြီးတော့အနှစ်တွေအများကြီးပေးပြီးလုပ်ခဲ့တယ်ပေါ့နော်နောက်ထပ်ဟိုစဉ်းစားရမယ့်ဟာတွေလည်းရှိသေးတယ်လေအဲ့ဒါကြောင့်မို့လို့တခြားဒုတိယပေါ့နော်ဒါကိုယ့်ရဲ့မိသားစုစီးပွားရေးလေးကိုပဲ real estate လေးပေါ့real estate ဒါဟို KK real estate ပေါ့နော်ကောင်းခန့်အိမ်ချမ်းမြေဆိုပြီးတော့ဒါမြောက်တကုံပေါ့နော်မြောက်တကုံရဲ့ဒါတပင်ရွှေထီးလမ်းမကြီး10 ရပ်ကွက်10 ရပ်ကွက်မှာဒါ